ငလာပါခမရဘန်ကောက်အနေအနီးဆက်ဆုံးသွားလို့ရတဲ့ကျိုးနေတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ဘတ်ဂျက်လည်းနေပါတယ်အဲ့ဒါတော့ဖတ်ထရနာအကော်လိုင်းကျိုးဖြစ်ပါတယ်တကယ်လို့ဖတ်ထရရောက်လို့ရှိရင်မဖြစ်မနေသွားတဲ့ကျိုးတစ်ခုလို့လည်းကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ view တွေကအရန်လာတယ်ဘတ်ဂျက်လည်းအများကြီးမကုန်ဘူးပေါ့နော်ကျွန်တော်တို့သွားတော့စီရင်ပေါ့နော်ဒီဖတ်ထရနေအဲ့ဒီကော်လိုင်းကျိုးဝင်သွားတာလေသူတို့တောင်းတာ9000 6000လောက်တောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့စစ်လို့ရတာ1500လား2000လားမသိဘူးအဲ့လောက်နဲ့စစ်လို့ရတယ်ပေါ့နော်အဲ့ဒါကြတော့အသွားအပြန်ပေါ့နော်သူတို့ကမနေ့ဘက်သွားပို့တယ်ညနေကျရင်လို့ရှင်ပြန်လာကြိုပေးတယ်ပေါ့နော်အဲ့ဒီကော်လန်ကျိုးမှာဘာတွေလဲစားရှိလဲဆိုရင်ဒီမှာရွာတွေရှိတယ်တောင်တွေရှိတယ်တောင်တန်းတွေအများကြီးပဲပြီးလို့ရှင်တောင်တန်းရဲ့ဟိုအနောက်ဘက်ရှမ်းဆိုရင်လေအရှိဘက်ရောအနောက်ဘက်ရောအဲ့မှာပင်လေတွေရှိသေးတယ်ဟိုကြောက်ဆောင်တို့ဘာတို့ဓာတ်ပုံရက်စရာကန်းရှိတွေလည်းအများကြီးရှိသေးတယ်ပေါ့နော်ကျွန်တော်တို့တော့ဆန်ကေ9ပါတယ်ဆန်ကေကတော့တစည်းကို200နဲ့250တစ်ဆိုင်နဲ့တစ်ဆိုင်တော့မတူဘူးပေါ့နော်အဲ့ဒီကော်လန်ရောက်တာနဲ့အဲ့ဒီဆိုင်ဒီမှာဝယ်စားမှုဆိုဈေးကြီးပါတယ်အဲ့ဒီရွာဘက်သွားတာတို့ဟိုရွာထဲမှာဈေးဆိုင်တွေမှာဝင်စားတာတို့စားတော့ဆိုင်တွေမှာဆိုဈေးတက်တာပါတယ်ဒီဘန်ကောက်မြို့တွေကလိုပဲဈေးကချို့ပါတယ်တကယ်လို့အဲ့ဒီကိုင်းဇက်နားမှာစားမှုဆိုဈေးတအားကြီးပါတယ်ကျွန်တော်တို့ကတော့ဆိုင်ကငါးပြီးရှင်တောင်ပေါ်တွေတက်ဆိုင်ကလိုက်စီးပြီးတော့ဓာတ်ပုံလိုက်ရိုက်ကြတာပေါ့နော်တကယ်လို့ညအိတ်သွားမှဆိုပိုကောင်းတော့ဗောညအိတ်သွားမှဆိုဘန်ဂလို9ပြီးလို့ရှင်တော့ကင်းမိုတွေရေဘွေးတွေများလို့ရတယ်အဲ့ဒီဘန်ဂလိုတို့ဂက်ဟောက်တို့မှာဆိုရင်သူတို့ကငါးများတတ်နေလဲပေးတယ်ပေါ့နော်အဲ့မှာကိုအေးဆေးအဖွဲလိုက်သွားမှဆိုအဆင်ပြေတာပေါ့ကျွန်တော်တို့သွားတော့ဆိုရင်နေ့ချင်းပြန်သွားတာပေါ့နော်မနေ့သွားတယ်ညနေပြန်လာတယ်ဖတ်တရားဘက်မှာဟိုတယ်ငားတာလို့ဆိုတော့ဖတ်တရားဘက်မှာမပြတ်အေးတယ်ပေါ့နော်တကယ်ကိုပြောစရာကောင်းတယ်ပြီးလို့ရှင်တော့ဘတ်ဂျက်လည်းနည်းနည်းပဲကုန်တယ်ပေါ့နော်တအားပဲလဲစရာတွေကတအားပေါ်တယ်ပြီးလို့ရှင်တော့သူတို့မှာအားသာချက်တရားလေကိုကဆိုင်ကယ်စီးလို့ရှင်တော့ကိုသွားချင်တဲ့နေရာသွားလို့ရတယ်သူတို့ကစီကဖြည့်ထားပြီးတဲ့အတွက်ကြောင့်မို့လေအပြည့်ပဲဖြည့်ထားပြီးတယ်တဏီကုံပတ်လို့ရတယ်နေရာနဲ့ဟိုဖြင်ကျွတ်အောင်မောင်းလို့ရတယ်ကိုသွားချင်တဲ့နေရာလိုက်သွားလို့ရတယ်ကျွန်တော်တို့ကတယောက်နှစ်စီးငားကြပြီးတော့လေဓာတ်ပုံတွေအနံ့ကိုလိုက်ရိုက်တာတဏီကုံပဲမနာဘူးပေါ့နော်အဲ့ဒီကြောက်ဆောင်နေပေါ်မှာဆိုလဲဓာတ်ပုံတွေရက်တအားလာတယ်ရေဆိုလဲစိမ့်ပြားနေရောပဲခဲကိုလာတဲ့ချုပ်ကင်းလေးတွေကိုခံစားရတယ်ပေါ့နော်ဖတ်တရားရောက်မှဆိုအဲ့ဒီကော်လန်မဖြစ်မနေသွားပါလို့ပဲကျွန်တော်အကြံပေးချင်ပါတယ်ဗျာ